နဲ့ဘွားတထတဲ့ကြားစီမဲ့အလုပ်ကိုင်များနံပါတ်1ကြောင်ရှာတဲ့အလုပ်ဒီအလုပ်ကတော့ကြောင်ချစ်သူတွေစမ်းလုပ်ကြည့်တဲ့အလုပ်လေးဖြစ်ပါတယ်ကြောင်တွေဘလောက်လမ်းတလားလဲဆိုတာကိုကြောင်မွေးထားတဲ့သူတွေကအတိဆုံးဖြစ်မှာပါအင်းကနေတစ်ခါထွက်သွားလိုက်ရင်10ဘွားလောက်ကြာမှပြန်လာတဲ့ကြောင်တွေအတွက်ဒီလိုအလုပ်မျိုးတွေလည်းရှိလာခဲ့ပါတယ်ဒီအလုပ်ကတော့အင်းကနေထွက်သွားတဲ့ကြောင်တွေကိုအကောင်းတိုင်းပြန်တွေ့အောင်ရှာပေးရမှာဖြစ်ပါတယ်တကောင်ရှာတွေ့ရင်မြန်မာငွေ3သိန်းထက်လောက်ရရှိနိုင်ပြီးတော့တစ်နေ့ကိုအနည်းဆုံး2ကောင်လောက်ရှာရတတ်တယ်လို့ဆိုပါတယ်ရက်ကွက်ထဲမှာကြောင်မွေးတဲ့အိမ်ကြီးများနေတွေ့ရတော့ဘယ်တော့မှထမင်းမငတ်မဲ့အလုပ်မျိုးပါဒါပေမဲ့ကိုယ့်ရာကြောင်တော့ကိုရှာမတွေ့တဲ့သူတွေကတော့ဒီလိုအလုပ်မျိုးလှည့်တောင်မကြည့်ဘူးအကြံပေးကြပါတယ်နံပါတ်1တရားဝင်ဗန်ဓမြတိုက်တာကိုတရားဝင်တိုက်လို့ရလို့လားလို့မေးစရာရှိပါတယ်ဒါပေမဲ့နိုင်ငံခြားကနာမည်ကြီးဗန်တချို့မှာတော့တရားဝင်ဓမြတိုက်လို့ရမယ့်အလုပ်တစ်ခုရှိနေပါတယ်တရားဝင်အလုပ်ဖြစ်တာမို့လို့ဘယ်ရဲကမှလည်းလာဖမ်းမှာမဟုတ်ပါဘူးတကယ်တော့ဗန်ပိုင်ရှင်တွေကသူတို့ဗန်ဘယ်လောက်ထိလုံခြုံမှုရှိလဲဆိုတာကိုသက်သေပြနိုင်ဖို့အတွက်ဒီလိုအလုပ်တွေကိုငှားရမ်းကြတာဖြစ်ပါတယ်ဘန်တစ်ခုဖွင့်နိုင်မှာတရားဝင်ဗန်ဓမြတွေကိုငှားရမ်းလေးရှိပြီးတော့သူတို့ဗန်ကိုနှီးမျိုးစုံနဲ့ဓမြတိုက်စီခဲ့ပါတယ်ဒီလိုမှသာဗန်ရဲ့အားနည်းချက်နဲ့ယူပေါက်တွေကိုသိချသိရှိသွားမှာဖြစ်ပြီးတော့အချိန်မီပြန်လဲပြင်ဆင်လို့ရမှာဖြစ်ပါတယ်ဓမြတိုက်ရတာကမှဝါသနာထုံနေတဲ့သူတွေရှိရင်တော့ဆန်းလုပ်ကြည့်တဲ့အလုပ်လေးပဲဖြစ်ပါတယ်နံပါတ်3ပရိုနိုင်ငံခြားသားလူကြီးမင်းကဘာအလုပ်မှမလုပ်တတ်ဘူးဆိုရင်တော့မှသူများနိုင်ငံမှာနိုင်ငံခြားသားဖြစ်ုံနဲ့တဲ့ကုမ္ပဏီကြီးတွေမှာဝင်လို့ရနိုင်ပါတယ်နိုင်ငံအများစုမှာလုပ်ငန်းရှင်တွေကသူတို့ရဲ့လုပ်ငန်းဘယ်လောက်ထိကျေပြန့်တယ်လဲဆိုတာကိုပြသနိုင်ဖို့အတွက်နိုင်ငံခြားသားတွေကိုငှားရမ်းလေးရှိပါတယ်တခြားသူတွေမြင်ရင်နိုင်ငံခြားကုမ္ပဏီတွေနဲ့ပါအလုပ်တွဲလုပ်နေတယ်ဆိုပြီးတော့လူရှင်အောင်လုပ်ဖြစ်ပါတယ်တချို့ကုမ္ပဏီတွေဆိုရင်တက်လူရှင်အောင်ဆိုပြီးတော့နိုင်ငံခြားသားဝန်ထမ်းတွေကိုပါခန့်ထားလေးရှိပါတယ်ဒါကလည်းအလုပ်တူလုပ်မဲ့ client စီကနေယုံကြည်မှုပို့ပြီးရရှိစေအောင်လို့ပါ။အဲကြောင့်လူချင်းမလို့လည်းကိုရဆိုင်ဖွင့်မယ်ဆိုရင်တော့လူရှင်အောင်နိုင်ငံသားခေါ်ရခိုင်းမှုအကြံပေးခြင်းပါတယ်။နံပါတ်4ကိုစားတောင်းပန်ပေးတဲ့ service ဂျပန်နိုင်ငံမှာတော့ကိုယ့်အကူအမားလုပ်ပြီးသွားရင်တော့မှသူများကိုတောင်းပန်ခိုင်းလို့ရနေပါပြီ။လုပ်ချင်တာလုပ်ပြီးသွားရင်မျက်နှာမပြရတော့တဲ့သူတွေအတွက်ကိုစားတောင်းပန်ပေးတဲ့ service လေးဖြစ်ပါတယ်။အချို့ကိစ္စတွေမှာကိုကတောင်းပန်လိုက်ခြင်းပဲမျက်နှာပူနေလို့မတောင်းပန်လိုက်ရတာမျိုးတွေရှိပါတယ်ဒီလိုအချိန်မှာတေချာတောင်းပန်မှုလေ့ကျင့်ထားတဲ့သူတွေကဝစ်စုံအပြစ်ဝစ်စားပြီးတော့မိမိကိုယ်စားတွားရောက်တောင်းပန်ပေးမှဖြစ်ပါတယ်ဒီလိုတောင်းပန်တဲ့ကိစ္စမှာလည်းဈေးကအစားအစာရှိပါတယ်ဖုန်းနဲ့တောင်းပန်ရင်တစ်ဈေးဖြစ်ပြီးတော့လူကိုယ်တိုင်တွားရောက်တောင်းပန်ရင်တစ်ဈေးဖြစ်ပါတယ်ခြေစလုံးဖတ်ပြီးတောင်းပန်ပေးတဲ့ VIP service တွေပါရှိသေးတယ်လို့ဆိုပါတယ်ရီးစားကိုခဏတောင်းပန်နေရတဲ့သူတွေဆိုရင်ဆန်းလုပ်ကြည့်တဲ့အလုပ်လေးပဲဖြစ်ပါတယ်နံပါတ်5အဲ့ရနှွေးပေးတဲ့အလုပ်အလုံးအေးတဲ့နောက်နိုင်ငံတွေမှာဆိုရင်ကိုအိတ်တဲ့အဲ့ရလေးနှွေးနေမှာပို့ပြီးအိတ်လို့ကောင်းတယ်လို့ယူဆကြတာဖြစ်ပါတယ်အဲကြောင့်တချို့ကလည်းကိုယ့်ရလေးနှွေးလျအောင်ဆိုပြီးတော့အနှွေးတက်ပေးမဲ့သူကိုငှားရမ်းတက်ကြပါတယ်ဒီလူတွေကကိုမအိတ်ခင်15မိနစ်လောက်အလိုမှာကိုယ့်ရပေါ်တက်အိတ်ပြီးတော့ကိုငွေလေးပေးသွားမှာဖြစ်ပါတယ်တညကို$90လောက်ချသင့်ပြီးတော့တော်တော်လေးတက်ချေကြိုက်တဲ့အလုပ်လို့ဆိုလို့ရပါတယ်တချို့ဟိုတယ်ကြီးတွေမှာဆိုရင်လည်းဧည့်သည်ရဲ့တောင်းဆိုမှုမျိုးရှိခဲ့ရင်ဒီလို service လေးတွေရရှိတတ်ပါတယ်တကယ်ကြီးအိတ်ပြောမသွားဘူးတော့လူရာကြောင့်ခေါင်းချရတဲ့တန်းအိတ်တဲ့သူတွေကတော့စမ်းအောင်မလုပ်ကြည့်ကြဘူးအကြံပေးခြင်းအဆုံးလေးကြည့်ပြရတော့အားလုံးကိုကျေးဇူးတင်ပါတယ်